ကဲမျိုးတို့ရေကျမတို့ဝတ်တနီအာလူချက်လေးချက်စားကြမယ်နော်ဝတ်သားကိုရေတိချစီပြီးတော့ရေစစ်ထားပါမယ်အရသာတွေကတော့စားအချုံမောခယူစီကြာညို့နေပြီးတော့နိုင်ဝက်လောက်နှက်ထားပါမယ်ကျက်သွန်ပြူချင်းထောင်းထားပါမယ်တခြားနဲ့ငယ်သုံးပါမယ်ကျမတို့အာလူကိုစားနဲ့ရေစီပြီးတော့စားစနော့နဲ့ငယ်နဲ့နေထားပါမယ်အာလူကြော်ဖို့တော့ပါစီပူလာအောင်တည်ပါမယ်စီပူလာရင်တော့ကျမတို့အာလူလေးကိုစကြော်ပေးပါမယ်ရှင်အာလူကြော်တဲ့ခါမှာကျမတို့အာလူလေးတွေတင်းသွားတဲ့ဒီကြော်ပေးပါမယ်နော်ကဲအာလူလေးလည်းတင်းသွားပြီရောင်လေးလည်းရဲသွားပြီဆိုရင်တော့အာလူကြော်လေးရပါပြီကဲကျမတို့အာလူကြော်လေးကိုခဏဆယ်ထားပါမယ်နော်အာလူကြော်ထားတဲ့စီလေးနဲ့ပဲကျမတို့တကြားထည့်ပါမယ်ပြီးရင်တော့ကျမတို့တကြားလေးတွေရောင်ညိုသွားတဲ့ဒီစက်တိုင်မွေပေးပါမယ်နော်တကြားလေးလည်းရောင်ညိုသွားပြီဆိုရင်တော့နှက်ထားတဲ့ဝက်သားလေးကိုကျမတို့ထည့်ပြီးလုံးပေးပါမယ်အသားလေးတွေတင်းသွားတဲ့ဒီကျမတို့လုံးပေးပါမယ်နော်ဒီတစ်ခါကျမဝက်တနီချက်တာလေအသားများတယ်အစီနဲတယ်ဒါကြောင့်မလို့ကျမစီကိုနည်းနည်းလေးပို့သုံးပါတယ်တကယ်လို့အစီရမ်းများနေရဆိုရင်တော့စီအများကြီးထည့်ချက်စရာမလိုပါဘူးရှင်ဝက်သားအထွက်တဲ့စီနဲ့ပဲချက်ပေးလို့ရပါတယ်ကဲကျမတို့ဟင်းချက်သလိုမျိုးအနှစ်နဲ့မချက်ဘဲနဲ့ပြုတ်ကြော်လေးစားမယ်ဆိုရင်လည်းဒီလိုနေထားလေးပေါ့နော်နူးသွားတဲ့အထိကျမတို့ကြော်ပေးမယ်ဆိုရင်တော့ဒါအရန်စားကောင်းပါတယ်ရန်စားကောင်းတဲ့ပြုတ်ကြော်လေးတစ်ခွက်ပေါ့နော်ဒီနေထားမှာဆိုတော့ကျမတို့ရေလေးထည့်ပြီးနူးအောင်ပြုတ်မယ်ပြီးရင်ရေလေးခန်းသွားတဲ့အထိတည်ပေးမယ်ဆိုရင်ဒါပြုတ်ကြော်ရပြီပေါ့နော်ကဲအသားလေးလည်းတင်းစားပြူလာပါပြီသားလေးလည်းတင်းလာပြီဆိုရင်တော့ကျမတို့ကြက်သွန်ပြူချင်းထောင်းထားတာလေးထည့်ပြီးတော့ကျမတို့တမအောင်ပွေပေးပါမယ်စီတန်းနံလေးမွေးသွားတဲ့ဒီကျမတို့လုံးပေးပါမယ်နော်ရေလုံးဝမထည့်သေးပါဘူးနော်ကဲလုံးထားတာလေးလည်းရပြီဆိုတော့ကျမတို့ရေထည့်ပါမယ်ဝက်သားလေးတွေနူးသွားတဲ့ဒီကျမတို့ရေကိုချိန်ပြီးတော့ထည့်ပြီးတော့တည်ပေးပါမယ်ရှင်ကဲခုဆိုရင်တော့ရေလေးလေးလည်းခန်းစားပြလာပါပြီရေလေးတွေဒီလိုခန်းစားပြတဲ့နေထားမှာကျမတို့အာလူကြော်လေးထည့်ပါမယ်ပြီးရင်တော့ကျမတို့တမအောင်မွေပေးပါမယ်ရှင်ကဲခုဆိုရင်တော့အရန်အိုရတာရှိတဲ့ဝတ်တနီအာလူချက်လေးရပါပြီရှင်အနံလေးကလည်းမွေးကြိုက်နေပါတယ်ရှင်အရန်ကိုစားကောင်းပါတယ်ချက်စားကြည့်ကြပါနော်ကျေးဇူးသူများအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်